မှာမေးနေသူပေါင်းရပေမဲ့လေနောက်ဘဝဆိုရရှိခဲ့တဲ့တောင်းစုပြုနေပဲသူရှိရပေါင်းကြရသေးတာဒီဘဝဒီညာလာတာသက်ခွင့်ပါလားရင်ဘဝကရှိကူလို့နေခဲ့တာကြောင့်လားဒီစိတ်ကမှလမ်းခွဲကြတာပဲစီတကမှာတဲ့ရမယ်ခရီးစပါချူမြေပြောပါစေတာမြေဝေးဖို့အတွက်ဘဝတစ်ခွေမှာဆုံးတွေ့ခဲ့ကြတာပဲရရှိနိုင်အောင်တောင်းစုပြုနေပဲ